10 မိနစ်အတွင်းအချိန်ပေးလိုက်ရုံနဲ့အခုလိုမျိုးအမိုက်စား logo လေးတွေကိုအများကြီးထုတ်လုပ်ရနိုင်တဲ့ website တစ်ခုအကြောင်းကိုမိတ်ဆက်ပေးပါမယ်။စိတ်ဝင်စားတဲ့ဆိုရင်တော့အဆုံးလေးလိုက်ပါကြည့်ရှုပေးပါ။အစင်းနဲ့မဆက်နေခင်မှာ channel လေးကို subscribe နဲ့ notification bell လေးနှိပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါတယ်။နောက်ထပ်တက်ချင်တာလေးတွေရှိတယ်ဆိုရင်လည်း comment မှာရေးပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါတယ်။အစင်းလေးစားလိုက်ကြအောင်။ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Google Chrome ထဲကိုတစ်ချက်တော့တွားလိုက်ပါမယ်။ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီ search bar ထဲကနေဘယ်လိုရိုက်ရှာမှာလဲဆိုတော့ဒီလိုပုံစံလေးရိုက်ရှာလိုက်ပေါ့နော် picofme.io ဆိုပြီးတော့ OI ပေါ့နော်ဒါလေးကိုရိုက်ရှာလိုက်ပါဒါဆိုရင်တော့ဒီလိုမျိုး website လေးကြာလာပါလိမ့်မယ်ဒီဟာလေးပေါ့နော်ပြီးပြီဆိုရင်ဒီကောင်လေးထဲကိုတစ်ချက်လောက်ဝင်တော့လိုက်ပါမယ်ဝင်တော့ပြီဆိုရင်တော့ဒီအခုဒီ website မှာဆိုရင်ကျွန်တော်တို့ account ဖွင့်ပြီးတော့မှအတုံးပြီးလို့လည်းရတယ် account မဖွင့်ဘဲနဲ့လည်းဒါလုံးပြီးလို့ရတယ်ပေါ့နော် okay ဒီလိုမျိုးထဲရောက်လာပြီဆိုရင်တော့ဒီမှာပေါ့နော်ကျွန်တော်တို့လုပ်လို့ရတဲ့ပုံစံလေးတွေပြပေးထားတာပါ okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအပြားဒီပေါ့နော်ဒီအညူရောင်ကွက်ထဲမှာ upload your photo ဆိုတဲ့နေရာကိုနှိပ်ပါမယ်ပြီးတော့ပြီဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံလေးတွေပေါ့နော်ကိုလုပ်ချင်တဲ့ဓာတ်ပုံလေးကိုတွားပြီးတော့ရွေးချယ်လိုက်ပါမယ်ပေါ့နော်ကျွန်တော်ပုံလေးတစ်ပုံလောက်ရွေးလိုက်ပါမယ်โอเคပုံလေးတစ်ပုံရွေးပြီးတော့ပြီဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာရင်ဒါလေးကကြော်ညာလေးပေါ့နော်ပြီးရင်ဒီအပေါ်မှာရှိတဲ့ကြက်ချီခက်လေးကိုနှိပ်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့မျက်နှာကိုဒီလိုမျိုးရောက်လာပြီဆိုရင်တေချာလေးပြန်ချိန်လိုက်ပေါ့နော်ဒါကျွန်တော်တို့လိုအပ်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ဘယ်လောက်ထိလိုအပ်လာလဲပေါ့နော်အကုန်လုံးလိုအပ်လဲဆိုရင်လည်းတေချာလေးချိန်လိုက်ပေါ့နော်ပြီးတော့ပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ next ဆိုတဲ့ဟာကိုဆက်ပြီးတွားလို့ရတယ်ဒါမှမဟုတ်ရင်ဒီဗီဒီယိုဒီပေါ့နော်ဒီပုံလေးကိုပြန်ပြီးတော့မှဟိုလဲချင်တယ်ဆိုရင်လည်းဒီအောက်ကနေဒီမှာ replace photo ဆိုတဲ့နေရာကိုနှိပ်ပြီးတော့မှကိုယ့်ရဲ့နောက်ထပ်တပ်ပုံကိုတွားပြီးတော့မှဒါချိန်လို့ရတာပေါ့နော်โอเคကျွန်တော်တော့မချိန်တော့ဘူးဒါလေးပဲယူလိုက်မှဖြစ်တဲ့အတွက်ကြောင့် next ကိုနှိပ်ပါမယ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ပေါ့နော်သူကကျွန်တော်တို့ကိုဒါ create လုပ်ပေးနေပြီပေါ့နော်ခဏလေးပဲကျွန်တော်စောင့်ပေးရမှာပါခဏလေးပြီးတော့ပြီဆိုရင်တော့ရရှိလာပါလိမ့်မယ်ပေါ့နော်โอเคဒီမှာဒါဆိုရင်တော့ရနေပါပြီโอเคနည်းနည်းလေးထပ်စောင့်ကြည့်လိုက်ဒီမှာဒါဆိုရင်ဒီမှာအမိုက်စာဒါ logo လေးတွေကျွန်တော်ရရှိလာပြီပေါ့နော်သူက auto ကျွန်တော်တို့ကိုဒါ background တွေလည်းဖျောက်ပေးတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ light ဖက်တဲ့ color လေးတွေပေါ့နော်ဒါအစုံကိုသူထပ်ပြန်ပြီးတော့မှထည့်လိုက်ပေးတယ်ပေါ့နော်ဒီမှာနော်ကျွန်တော်တို့ရဲ့အင်ဂျီအယောင်အစသူကအကုန်ပြောင်းပေးတယ်ဗျာဒီမှာကျွန်တော်တို့ကြိုက်တဲ့ဟာတွေပြန်ပြီးတော့မှယူလို့ရပါတယ်နော်ဒီလိုမျိုး profile တွေလည်းဒါအရန်ခစ်စားနေတာပေါ့နော်ပြီးရင်ဒီမှာနော်ဒီအောက်မှာလည်းနောက်ထပ် design တစ်မျိုးထပ်မှန်ပြီးတော့ပေးထားတာလေးတွေရှိတယ်ဒီမှာဒီကောင်တွေကြတော့ color နဲ့ပြီးရင်ကိုယ့်ရဲ့ကိုလုံးကိုပေါက်ရဲ့ဘေးနားမှာအဲ့လိုမျိုးအဖြူရောင်ကွက်လေးတွေနဲ့ပါနေပေါ့နော်ဒီမှာပေါ့နော်ဒါကတော့နောက်ထပ်တခြားအဲ့လိုမျိုးအခန်းတွေပေါ့အများကြီးပဲဗျာဒီမှာအောက်မှာနော်ဒီမှာ social media ပါတဲ့ဟာတွေလည်းရှိတယ်နော်social media အတွက်ဘယ်မှာ TikTok တို့ Facebook တို့ပေါ့နော်အများကြီးပဲပေါ့နော်ဒီလိုမျိုးနဲ့ကျွန်တော်လုပ်လို့ရပါတယ်ဒီမှာဒီအောက်မှာလည်းနောက်ထပ်အများကြီးရှိသေးတယ်ဗျာနော်နည်းနည်းလေးရှိတာမဟုတ်ဘူးသူကထုတ်ပေးတာတော်တော်လေးကိုများတယ်တော်တော်လေးကိုစုံနေဗျာโอเคဒါတွေကိုကျွန်တော်တို့ကကြိုက်လို့ကိုက save ထားလိုက်တော့မယ်ဆိုဒီမှာဒီအောက်မှာအများကြီးရှိသေးတယ်နော်ဒီမှာနော် category alike တူကကျွန်တော်တို့ကိုကိုကြိုက်တာလေးတွေသူကထုတ်ပေးထားတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့တစ်ခုကြိုက်ပြီဆိုရင်ကျွန်တော်တွေ့တဲ့ဟာကိုကျွန်တော်တို့ကဒါ download ယူဖို့အတွက်เนาะအတုံးပြုဖို့ရန်အတွက်ပေါ့เนาะဒါလေးကိုကျွန်တော်ဘယ်လိုယူမှာလဲဆိုရင်ကျွန်တော်တစ်ခုလောက်ယူပြလိုက်မယ်เนาะဘယ်ဟာယူရင်ကောင်းမလဲဆိုတော့ခဏလေးเนาะကျွန်တော်တစ်ခုလောက်ရွေးလိုက်မယ်โอเคထားလိုက်ပါတော့ကျွန်တော်ဒီကောင်လေးပဲယူမယ်လို့ပဲထားလိုက်ပါเนาะဒီကောင်လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ဆိုရင်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီကောင်လေးကိုပြန်ပြီးတော့မှ edit လုပ်ချင်တယ်ပြန်ပြင်ချင်တယ်ဆိုဒီကနေတွားလို့ရတယ်ကျွန်တော်တို့တစ်ခါလေးပဲဒီ download icon လေးကိုနှိပ်ပါမယ်နှိပ်လိုက်ပြီဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒါကျွန်တော်တို့ကဒါကကျွန်တော်ရဲ့ဒီ Chrome browser ထဲမှာ download လုပ်လို့ကိုမရတာဘယ် website မဆိုပေါ့နော်ဒီလိုမျိုးလေးပေါ်တယ်ကျွန်တော်ထဲမှာကျတော့ message တို့ကတော့အဲ့လိုမျိုးပေါ်လာမှာမဟုတ်ဘူးသူကအပေါ်နားလေးမှာ download ဆိုပြီးတော့တစ်ခါလေးပေါ်လာမယ်เนาะကျွန်တော်ကတော့ဒီမှာ Telegram ထဲကိုပို့ရတယ်ဗျာပို့သွားပြီးတော့မှပဲကျွန်တော်ကအဲ့ထဲမှာတွားပြီးတော့မှsave ယူရတယ်ဗျာဒီမှာဒီထဲရောက်လာမှကျွန်တော်ကလာပြီးတော့ save ရမှာเนาะဒီလိုမျိုးပေါ့ပြီးပြီဆိုမှဒီမှာ save gallery ဆိုပြီးတော့အဲ့ဒါမှကျွန်တော်ရဲ့ဟိုဖုန်း gallery ထဲရောက်ရှိသွားမှာပေါ့နော်မိတ်ဆွေတို့ကတော့ကျွန်တော်လိုမျိုးပေါ်မှာမဟုတ်ဘူးเนาะ download နှိပ်လိုက်တာနဲ့တခါတည်းသူက auto download ဆွဲပြီးမှာပေါ့နော်ရမ်းမိုက်ပါတယ်เนาะဒီမှာပြန်ပြောင်းချင်တရားနေနှိပ်သွားလိုက်ပြီးရင်ဒီမှာပြန်ဝင်သွားပြီးတော့မှနောက်ထပ် photo ထပ်ပြီးတော့တွားချင်းလို့ရပါတယ်ပေါ့နော်โอเคပါဒီနည်းလမ်းနဲ့ပဲလိုက်ပြီးတော့လုပ်ကြည့်ပါအကောင့်မဖွင့်လဲအတုံးပြလို့ရပါတယ်ပေါ့နော်โอเคနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲနောက်ထပ်ထူးခြားတဲ့ website လေးတွေပြီးရင် AI website လေးတွေလည်းဒါထပ်မှန်ပြီးတော့မျှဝေပေးတော့မှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို subscribe နဲ့ notification bell လေးနှိပ်ပြီးတော့အားပေးခဲ့ကြပါဦးပေါ့နော်โอเคပါဒီနေ့ပြထိုင်ရလောက်ပါပဲဆုံးရင်လည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်